kuna yogi di ba down now ni nama aku di ma atoka min ba down mi do koi ma ho nai bu la de koi ne chin no ho nai ba de de da phin ho san pa de ho ro ho me de koi nu phaya so ma ba de ai a chon tat deဥယျပေါင်းထားတယ်ခေါင်းကြီးပေါင်းထားတယ်တရားမဟောကောင်းဘူးတဲ့သဘင်မပေါ်အောင်နေကောင်းပါရဲ့နဲ့ဥယျပေါင်းထားရင်မဟောကောင်းဝိနည်းရှိတယ်အဲချွန်တက်တွေဖြုတ်တယ်တော့ကတရားနာခြင်းတွေတော့ဖြုတ်ရတယ်ဘိုးသက်ကြီးတို့ရေကျိုးတို့လည်းပဲဟန်လားတစိမ့်တွေဖြုတ်မှဟောမယ်လို့လုံမှာမသိနားနာမဟုတ်ပါဘူးကိုတော့ကမင်းကဘာနာခြင်းတွေရတော့တရားနာခြင်းနေတာပြေးတယ်တရားနဲ့အဝေးကိုပြေးခြင်းနေတာမဟုတ်ဘူးတရားကိုနားခါနေတဲ့မင်းမဟုတ်ဘူးရဲ့တရားကိုငတ်လင့်နေတဲ့မင်းဆိုတော့အဲ့ပါဥယျပေါင်းကိုပေးမှာချလက်အုပ်ချီပြီးတော့နန်းတွင်သူနန်းတွင်သားတွေအားလုံးတရားနာဖို့အစဉ်သင်ဖြစ်နေပြီဆိုတော့ခုနှစ်သားလေးကိုရင်ဤကြောတာကယာဇပလင်ဘောကနေတရားဟောတာကိုရင်ဒီကြောတာယာဇပလင်ဘွားနေဘာဟောတာတော့ကျုပ်တို့ကတော့ယာဇပလင်ဘွားတက်ရဲပါဘူးတက်လည်းတက်ချင်ပါဘူးပူလွန်းလို့တောကတွေများလွန်းလို့တက်ချင်ဘူးတကယ်ပြောတာတင်လည်းမတက်ဘူးရဲ့ပိဿကြီးအဲ့မှာသူယာဇပလင်ဘွားနေဘာဟောတယ်ဆိုတော့အဘမရောအမတံဗရံဗမတောမေစုနောဗရံအပမတနာမိယန္တိပမတ္တယထာမတ္တမဟာရာဇမြတ်သောမင်းကြီးအပမတောကုသိုလ်တရားတို့၌မမေ့မလျောခြင်းသည်အမတံဗရံသေးခြင်းကင်းရန်နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်ပါပေ၏ဗမာတော်အာယုံ၅ပါးထဲမှနှင့်မျောပြီးတော့ကုသိုလ်တရားတို့၌မေ့လျော၍နေခြင်းသည်မေဇုနောတန္တရာမှာခန္ဓာရိဖမှန်ခါကရပြီးတော့ခဏခဏသေးရခြင်းဤဗရံကြောင့်ဖြစ်ပါပေ၏မဟာရာဇမြတ်သောမင်းကြီးအပမတ္တတရိမလွတ်ကြတဲ့ပုဂ္ဂိုလ်တို့သည်နမိယန္တိနိဗ္ဗာန်နဲ့နီးသွားနေတာမို့သေးသည်မမြည်ကြလေကုန်ဤအကျင့်ပုဂ္ဂိုလ်တို့သည်ပမတ္တအာယုံ၅ပါးထဲမှနှင့်မျောပြီးတော့ပမာဒဖီစီမိလျောမှုအာကြည့်၍နေကြလေကုန်၏ဒီထိုအာယုံ၅ပါးထဲမှနှင့်မျောပြီးတော့မိလျောမှုအာကြည့်နေကြတဲ့ပုဂ္ဂိုလ်တို့သည်မတ္တယထာသိနေတဲ့အသေးကောင်းတွေနဲ့တူကြကုန်သည်ဟောတိစေစေမသွေဖြစ်ပါပေကုန်တော်သတည်းမင်းကြီးတဲ့အပ္ပမဒောအမတံဗရံကုသိုလ်တရားတွေကိုမမေ့တာဟာနိဗ္ဗာန်ရောက်ကြောင်းတဲ့ဒါနသီလဘာဝနာကုသိုလ်တရားတွေမမေ့ရင်ဘယ်ရောက်မှာလဲတော့နိဗ္ဗာန်ရောက်ကြောင်းတဲ့ရူပယုံကြည်ခြင်းနဲ့အစင်းအာယုံလေးတွေကြည့်ပြီးတော့နှင်းမျောလို့မကြည့်ရမနေနိုင်ဒီနေ့တနိုင်ငံလုံးမှမကြည့်ရမနေနိုင်တာဘာလို့ပြေးတယ်ကြည့်ပါတော့တနိုင်ငံလုံးစွဲနေတာလေမကြည့်ရမနေနိုင်တာစွဲနေတာဘာတော့မှန်ဖြေပါခင်ဗျားတို့သိပါလေဘာပါလဲကိုရီးယားကတဲ့ဒီတာပဲကိုရီးယားကတရုတ်ကအဲ့ဓာတွေကြည့်ပြီးမြန်မာတပြည်လုံးလဲလူငယ်တွေဟာကိုရီးယားပုံပေါက်တရုတ်ပုံပေါက်အကုန်မြန်မာဟန်ပျောက်ကုန်ပြီဟုတ်လည်းပြည်တယ်ကြည့်ခါတင်ကမြန်မာပြည်မှာနေတော့ဟုတ်ရလားလို့သဘင်နေရလဲဘာပုံပေါက်ကုန်တော့ဟိုရောင်ဒီရောင်နေဆိုးပြီဘာပုံပေါက်ကုန်တော့ဩကဲဘုဇင်ပေါင်ဆက်မြန်မာယဉ်ကျေးမှုမြန်မာအမွေအနှစ်အဲ့ဒါပါလားပြည်တယ်ကြည့်ပါဘူးပြီးတော့ဝတ္တစားရတွေကတော့မြန်မာပုံနဲ့ကိုရီးယားပုံဘယ်များကုန်နာကြည့်လေမန္တလေးသွားကြည့်လေရန်ကုန်
မြန်မာဟန်နေပျောက်ကုန်ပြီမီဒီယာကတဆင့်တခြားယဉ်ကျေးမှုတွေလွှမ်းကုန်ပြီဗျညံကိုမတုံးကြတော့ဘူးဗျဒီနေ့ခေတ်ကလည်းပဲတယောက်အဟုတ်ထင်ရင်ခါရသူများထင်ရနောက်ကအုံလိုက်ကြတာပဲနားပြေတတ်ကြည့်ကိုအုံနောက်ကိုမတုံးကြတော့ဒါဟာငါတို့အမေအဖေဖိုးဖွားအစဉ်ဆက်မြမဘိုးဘွားဘီပင်ကဆင်းသက်လာတဲ့မြမယဉ်ကျေးမှုဟုတ်ရဲ့လားဒီရှေ့ခွဲတွေနောက်ခွဲတွေဘေးခွဲတွေဒါတွေဟာတို့မြမပြည်ရလာတဲ့ယဉ်ကျေးမှုဟုတ်ရဲ့လားMade in America လား Made in America လား Made in England လား Made in China လားဒီယဉ်ကျေးမှုကဘယ်ကလောက်တာလဲဘယ်ကလာတာလဲဘယ်စီးပွားရေးသမားတွေကထွင်လွတ်လိုက်တာလဲစဉ်းစားတဲ့အသိဉာဏ်ဟာပျောက်ကုန်ပြီမြမဟန်နေပျောက်ကုန်ပြီဘာရီဆွဲလို့ဒါပဲလေဆွဲအောင်လုပ်ကြတာဆွဲကြပေါ့မင်းကြီးပမာရောရူပယုံတတ္တယုံခန္ဓာယုံရတယုံဖုထဘယုံဆိုတဲ့အာယုံ၅ပါးထဲမှာနှမျောပြီးတော့တတိဝေပေါ်မေးလျောနေကြခြင်းသည်မေးလျော၍နေခြင်းသည်မစ္စုနောပရံခန္ဓာတွေဖမ်းမှန်ခါကရခဏခဏသေးရခြင်းရဲ့အကြောင်းအဲ့အာယုံနေတဲ့နှမျောကုသိုလ်တရားမေဒါနာမေသီလမေဘာဝနာမေနေကြတာအဲ့ဒါကျင့်ငြိမ်သေးရခြင်းရဲ့အကြောင်းပဲတဲ့ကျင့်ငြိမ်သေးရမှာအခုလူဘွားကဒါကတော့တဖြည်းဖြည်းမွေးလာအိုးလာအသက်ကြီးလာအိုးလာနာလာပြီးတော့ဗာဖြစ်ရသေးကုသိုလ်တရားကံလေးကကုသိုလ်ကံလေးအကျိုးပေးတော့လူပြည်နတ်ပြည်ကောင်းတဲ့သုခတိလေးရောက်စည်းစိမ်လေးခံစားပြီးတော့သေးပြန်ရောအကုသိုလ်ကံအကျိုးပေးခြင်းတန်းတော့သွားငရဲသွားတရိษံသွားပြိတ္တာအောက်သွားပြန်ရောအဲ့မှာငရဲခန္ဓာနဲ့ပြိတ္တာခန္ဓာတရိษံခန္ဓာနဲ့မွေးအိုနာသိပြန်ရောသိခြင်းတရားဆုံးသေးရဲ့လားမေးနေလို့ပဲတာကြီးဘာဖြစ်လို့တော့ဘာတွေမေးတာတော့ဆိုတော့ဒါနမေးတယ်သီလမေးတယ်ဘာဝနာလဲမေးနေကြတယ်ဘယ်ထဲမှာမျောနေကိုရီးယားကားထဲမှာမျောနေကြတယ်သိရမယ်တဲ့အချင်းချင်းသိရမယ်မပူနဲ့တဲ့ဖះဟောတာပါပဲတာကြီးတို့ဥဒိက္ခတပည့်ဟောတာမဟုတ်ဘူးရဲ့ဘသူဟောတာတော့မင်းကြီးအဲ့မှာတတိမလွတ်တဲ့ပုဂ္ဂိုလ်တွေဌာနမမေ့သီလမမေ့ဘာဝနာမမေ့တဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့်တပြည့်တပြည့်သူကတဆင့်တဆင့်တတိသမารီအသိဉာဏ်ပညာတွေရင့်ကျက်ပြီးတော့နိဗ္ဗာန်နဲ့နေသွားတယ်သီးသီးမမြည်ဘူးတဲ့ကဲကုသိုလ်မမေ့တဲ့ပုဂ္ဂိုလ်တွေကဘာလဲတော့သီးသီးမမြည်ဘူးတဲ့ဆိုနိဗ္ဗာန်နဲ့နေသွားနေတာဟုတ်အဲ့ဒီကုသိုလ်တရားမေ့မျောပြီးတော့အာယု၅ပါးထဲမှာနေမျောနေတဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့်မသေးခင်ရတယ်ဆိုအသေးကောင်းနေလို့ဖြစ်နေတာတဲ့အသေးကောင်းနေလို့ဖြစ်အသေးကောင်းကပိဿကြီးသူ့မီးရှို့တာသိလားအသေးကောင်းကြီးကသူ့မီးရှို့တာအလောင်းကောင်းကြီးဘယ်သိမှာတော့အဲ့ဒီလိုပဲတဲ့အာယုံ၅ပါးနဲ့နှမျောမေ့လျော့နေတဲ့ပုဂ္ဂိုလ်တွေဟာပိဿကြီးတို့ရေဒါနကိုသတိရလားညာသီလလည်းဘာဝနာတော့ဝေးရောပိဿကြီးအဲ့ပုဂ္ဂိုလ်တွေကဒါရုပ်ပဲဒါနာမဲလို့ကိုယ်ခန္ဓာတဲကိုခွဲခြားစိတ်ဖြာသိမြင်တဲ့အသိဉာဏ်ကိုရှိရလားမတ္တယထသိနေတဲ့အသိကောင်းတွေနဲ့တူကြကုန်သည်ရေအခြင်းပုဂ္ဂိုလ်တို့သည်ပမတ္တာကိုရိယာကဟုတ်ပါဘူးအာယုံ၅ပါးထဲမှာနေမျောဆွဲလန်းပြီးတော့မှတတိဝေပေါ်မေးလျော၍နေကြလေကုန်၏တေထုအာယုံ၅ပါးထဲမှာနေမျောပြီးတော့သတိဝိပေါ်မေးလျောနေကြတဲ့ပုဂ္ဂိုလ်တို့သည်မတ္တယထသူမိရှုရတောင်ပါမှမသိတဲ့အသေးကောင်းနေနဲ့တူကြကုန်သည်ဟောတေစင်စေမသွေဖြစ်ပါဘေကုန်တော်တည်းအပမဒတရားဟောချရတာကိုယ်ရည်ရောဓရာဇပလင်ပေါ်ကနေပြီးတော့ဟောချရတာအဲ့ထဲမှာဘယင်ကိုမြောက်ဟောတာဟောပါသလားပါဘူးအပမဒဟောတာ6ဟောတာဟောပါသလား
ပါဘူးဗျကျုပ်တို့လည်းဒီထဲမြောက်ဟောတာပါသလား6ဟောတာ